ပရီးမီယာလိခံစင်မှုတွေအတွက်အိမ်မက်ဆိုးဖြစ်လာမယ်အာဆနယ်ရဲ့အလက်စစ်စမ်းချက်လက်သစ်ပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Sport Cover Plus ကနေကြိုဆိုလိုက်ပါရီအာဆနယ်ရဲ့တောင်ပန်ကစားသမားတဲ့ခရစ်စတိုဇိုလေးရဲ့ပွဲဥထွက်ခြေစွမ်းကတော့လန်ဒန်မြောက်ပိုင်းကကဏ္ဍပရိသတ်တွေကိုတကယ်ကိုအိမ်မက်လှမတ်စီခဲ့ပါပြီဘရူဂျာကနေပေါင်34တန်းနဲ့ရောက်လာတဲ့ဒီဂရီကျယ်ပွင့်လေးကကွန်မြူနတီတိုင်းမှာမန်စီးတီးကိုဂိုးဖန်တီးမှု2ကြိမ်အခုကိုဗင်ထရီနဲ့ပွဲမှာလည်းဆာကာအတွက်နောက်ထပ်ဂိုးဖန်တီးမှု1ကြိမ်နဲ့အာတီတာရဲ့ကစားကွက်တွေကိုချက်ချင်းဆိုသလိုအသားကျသွားခဲ့တာပါသူရဲ့ပေါက်ကွဲအားပြင်းထန်တဲ့ပြေးလွှားပုံနောက်ခံလူတွေကိုအကြောက်လန့်မရှိဓာတ်ရိုက်ဝင်မွေတက်တဲ့စတိုင်နဲ့ခန္ဓာကိုယ်တိဆောက်ပုံတွေကအာဆနယ်ကတန်ဝဲလက်စစ်စမ်းချက်နဲ့တစ်ထပ်သေးကြောင်းနေပါပြီပရိသတ်တွေကတော့ဇိုလစ်ကိုစမ်းချက်လက်သစ်စမ်းချက်နဲ့အိုဘားမားစတွေရဲ့အကောင်းဆုံးပေါင်းစပ်မှုလို့တော့အမွှန်းတင်နေကြပါပြီဒီလိုဆိုတော့ဇိုလစ်ကအာဆနယ်ပရိသတ်တွေပြောနေကြသလိုစမ်းချက်လက်သစ်လို့သတ်မှတ်လို့ရပြီလားဒီမေကွန်တက်ပုံမလင်းလင်းပြောရရင်ပွဲနေငယ်ပဲကစားရတယ်လို့အပြေးဝအတီးပြဖို့တော့နည်းနည်းစောလုံးနေပါသေးတယ်ဒါပေမဲ့ကလပ်အသင်းစစ်နောက်ဆုံး22ပွဲမှာ22ပွဲအထိကိုပေါင်ပတ်သက်မှုပြုလုပ်ထားနိုင်တဲ့ဂိမ်းကနန်းတွေရဲ့ကျင်းမြောင်းတဲ့နေရာတွေမှာဆုံးဖြတ်ချက်မှန်ကန်လုံးနဲ့ဆိုပြီးအာတီတာကိုရိုင်းချီကျူးရတဲ့အရေးသွေးတွေရဲ့ကတော့တာမန်ခြေတက်ကစားမတယောက်ထက်အများကြီးပိုနေပါပြီပြီးခဲ့တဲ့ရာသီကအာဆနယ်ချန်ပီယံဖြစ်ဖို့အရေးပါခဲ့တဲ့ထရက်ဆာရဲ့နေရာမှာအစားထိုးဖို့ခေါ်လာတာဖြစ်လို့ဇိုလစ်စီမှာအလားလာကောင်းနေရှိနေတာကတော့အမှန်ပါပဲစန်ချက်ရဲ့အမြင့်ဆုံးခြေသွမ်းမျိုးကိုရောက်ဖို့အချိန်ပေးသက်တည်ပြရအောင်မှာဖြစ်ပေမဲ့လောလောဆယ်မှာတော့ဇိုလစ်ကပရီးမီယာလိခံစင်မှုတွေအတွက်စမ်းချက်လိုပဲအိမ်မက်ဆိုးတစ်ခုဖြစ်လာတော့မယ်ဆိုတော့ရဲရဲကြီးဟောကိန်းထုတ်ချင်ပါရီညီကိုတို့ကရောလက်ခံကြရလားပြောပြသွားခဲ့ကြပါဦး